Hello အားလုံးပဲမင်္ဂလာပါဒီနေ့နေရာဒီမှာနေရာဒီမှာလိမ့်ဖို့အဆင်ပြေမဲ့ makeup လို့လေးကိုလိမ့်ထားတဲ့ဗီဒီယိုလေးရိုက်ပေးမယ်ပေါ့နော်အမကဒီ beauty blogger အလုပ်ကိုလည်းရက်ထားတော်တော်ကိုကြာပြီ2နှစ်3နှစ်လောက်တောင်ရှိပြီဆိုတော့ဒီ vlog တွေပြန်ရိုက်ဖို့ကိုအဆင်ပြေအောင်အရန်ကိုအားယူနေရတယ်ပေါ့နော်အဲ့တော့အဆင်မပြေတာလေးတွေရှိရင်လည်းခဏလောက်သိခံပြီးတော့ကြည့်ပေးပါနော်အရင်ဆုံးတိုနာလေးလိမ့်မယ်ပေါ့နော်အမတိုနာကတော့နွေရာသီဖြစ်တဲ့အတွက်အရန်အများကြီး skin care ကိုအများကြီးမလိမ့်တော့ပဲနဲ့တိုနာကိုလည်းဒီလို water type ဖြစ်မဲ့အရေးရွှဲရွှဲလေးဖြစ်မဲ့ဟာလေးကိုပဲလိမ့်လိုက်တယ်ပြီးတော့ဒီ moisturizer လေးလိမ့်မယ်ပေါ့နော်ဒီ moisturizer လေးကနည်းနည်းတော့အစီများပြီမယ်အမဟိုရပန် breakout တွေဖြစ်ပြီးတော့ဒီ total skin မှာဒီပေါ့နော်treatment လေးယူထားတော့သူတို့စီကဝယ်ထားတဲ့ skin care လေးတွေပဲခဏပြန်လိမ့်နေရပေါ့နော်အမပုံမှန်လိမ့်နေကြမဟုတ်တာလေးတွေပေါ့အဲ့ဒါပြီးတော့ sun cream လေးလိမ့်မယ် sun cream လေးကကုန်နေပြီအမတက်မှလေးသုံးဖို့ခဲ့သမျှ sun cream တွေထဲမှာအရန်ကိုကြိုက်တဲ့ sun cream ပေါ့နော်ဈေးလည်းသင့်တယ်အမတို့ sensitive skin တွေအတွက်လည်းတော်တော်လေးအဆင်ပြေတယ်အမဈေးကြီးပြီးကောင်းပြီဆိုတဲ့ sun cream တွေသုံးခဲ့တာပဲဟာနဲ့မှမတည့်ဘူးဒီ sun cream လေးနဲ့မှတော်တော်လေးကိုအဆင်ပြေနေတယ်ပြီးတော့ foundation လိမ့်မယ် foundation ကတော့အမ2မျိုးလောက်ဆက်ပြီးတော့သုံးတယ်ပေါ့နော်foundation ကိုကြတော့အမကဒီ Charlotte Tilbury foundation လေးနဲ့ Kiehl's foundation လေးနဲ့ရောပြီးတော့လိမ့်တယ် Charlotte Tilbury foundation ကကြတော့သူကအဝါဘက်လေးဖောက်ပြီးတော့သူက matte ဖြစ်တယ်ပေါ့နော်ဒီအဝါဘက်ဖောက်ပြီးတော့ coverage ကောင်းတာကိုအမကြိုက်ပြီးမယ်ဒီနည်းနည်းလေး matte ဖြစ်ပြီးနည်းနည်းလေးဆွဲရခတ်နေအောင်အမသိမကြိုက်ဘူးဒါပေမဲ့ဒီ Kiehl's foundation ကကြတော့လေသူကလိမ့်ရတာဆွဲရတာအရန်ကောင်းလို့သာဝယ်လာပေမဲ့သူ့ရဲ့ဒီအယောင်ကအမရဲ့ဒီ skin နဲ့ကြာမလိုက်ဘူးပေါ့နော်မလိုက်တဲ့ချိန်ကျတော့သူကနည်းနည်းလေးဖြူနေတာပေါ့နော်တဆင့်ဖြူနေတာဖြစ်တဲ့အတွက်ဒီ Kiehl's foundation လေးကသူကSPF 40 PA+ လည်းပါတာဖြစ်တဲ့အတွက်အမအဲ့ဒါကိုလည်းလိမ့်ကျင်တယ်ကိုယ့်ရဲ့အသားရည်နဲ့လည်းကိုက်ညီသွားအောင်လို့အမ Charlotte Tilbury foundation လေးနဲ့နည်းနည်းလေးရောပြီးတော့လိမ့်လိုက်တာပေါ့နော်အဲ့လိုဆိုတော့တော်တော်လေးအဆင်ပြေသွားတယ်အဲ့ဒါပြီးတော့ဒီ makeup တွေနေရာမရွေ့သွားအောင်အစီအရန်ကြီးမပြန်အောင်လို့အမဒီ Charlotte Tilbury ရဲ့ powder pad လေးနဲ့ပဲဒီလိမ့်ပေးလိုက်တယ်ပေါ့နော် cream pad လေးနဲ့အပေါ်ကနေတိတ်လေးပဲအုပ်လိုက်တယ်အရန်အထူကြီးလည်းမလိုချင်တာဖြစ်တဲ့အတွက်ကိုလိုအပ်မဲ့နေရာလေးတွေကိုနည်းနည်းလေးပဲလိမ့်လိုက်တယ်ပေါ့နော်ပြီးတော့မျက်ခုံးမွေးဆွဲမယ်မျက်ခုံးမွေးကအမကကြတော့မျက်ခုံးတက်တူထိုးထားဆိုတော့အရန်ကြီးဒီခဲတံနေနဲ့မျက်ခုံးဆွဲခဲတံနေနဲ့အရန်ကြီးဖြည့်စရာမလိုဘူးပေါ့နော်အနောက်ပိုင်းလေးနည်းနည်းလိုအပ်တဲ့နေရာလေးပဲဒီမျက်ခုံးမျက်ခုံးမွေးဆွဲတဲ့ဒီအမုံလေးရင်းနဲ့ပဲနည်းနည်းလေးဖြည့်လိုက်ရုံပဲပေါ့နော်အဲ့လိုဆိုတော့တော်တော်လေးကိုအဆင်ပြေတယ်ဒီမျက်ခုံး makeup လိမ့်တဲ့အခါမှာဒီမျက်ခုံးအတွက်ကိုအချိန်အများကြီးပေးစရာမလိုတော့ဘဲနဲ့အချိန်ကုန်တော်တော်လေးကိုသက်သာတယ်အဲ့ကြောင့်မလို့ဒီလိုမျက်ခုံးလှလေးတွေကိုလိုချင်လို့ရှိရင်အမစီမှာလည်းမျက်ခုံးတက်တူလာထိုးလို့ရရနော်တခါတည်းမိတ်ဆက်ပေးလိုက်တာပြီးတော့ eyeshadow ချဲ့မယ်ပေါ့နော်ဒီ eyeshadow ကိုလည်းအမအများကြီးမချဲ့တော့ဘူးဒီလိမ္မော်ဖက်သွားတဲ့အရောင်လေးကိုပဲနည်းနည်းလေးပပလေးပဲချဲ့မယ်ပေါ့နော်မျက်လုံးရဲ့အပေါ်ရဲ့အောက်ကိုပဲဒီနေ့မှာ eyeshadow ကိုအမတစ်ရောင်လေးပဲသုံးထားပြီးတော့ချဲ့ပြထားပါတယ်eyeshadow အရောင်တွေကိုလည်းတေချာလေးဖြန့်ပြီးတော့လိမ့်ပေးရတယ်ပေါ့နော်မျက်လုံးရဲ့ဒီအောက်ဖက်လေးတွေကိုလည်းဒီအပေါ်မှာခြေထားတဲ့အရောင်လေးတွေပဲမျက်လုံးရဲ့အပြည့်လေးကိုခြေပေးလိုက်တယ်ပြီးတော့အမဒီ eyeliner ဆွဲတဲ့ဗီဒီယို record လေးက record ယူထားဖို့မေ့သွားလို့ပေါ့နော် eyeliner လေးတော့ဆွဲပြီးသွားပြီဒါပေမဲ့မျက်လုံးလေးကိုဝန်းလေးနဲ့ပြူလေးဖြစ်သွားအောင်လို့မျက်လုံးထောက်လေးတွေကိုနည်းနည်းလေးပေါ့နော်အမဲရောင်လေးကိုနည်းနည်းလေးအမဲလေးဖြစ်အညိုလေးဖြစ်ပေါ့နော်နည်းနည်းလေးထည့်လိုက်တယ်ပြီးတော့မျက်တောင်ကော့ကိုအတွက်ဒီမျက်တောင်ကော့ဆက်လေးတွေနဲ့မျက်တောင်အဆင်းနေတဲ့မျက်တောင်လေးတွေကိုကော့လေးရင်ဖြစ်သွားအောင်လုပ်လိုက်တယ်ပြီးတော့ဒီမျက်တောင်ကော့စီလေးနဲ့ပေါ်မျက်တောင်လေးတွေရောအောက်မျက်တောင်လေးတွေရောတေချာလေးလိုက်ပြီးတော့ကော့ပြီးလိုက်ပါတယ်ပြီးတော့ပါနီလေးထည့်မယ်ပေါ့နော်ပါနီကိုလည်းဒီ eyeshadow နဲ့လိုက်မဲ့အရောင်ပေါ့နော်လိမ္မော်ရောင်ဖြော့လေးပဲပပလေးပဲထည့်မယ်ပေါ့နော်အများကြီးလည်းမလိုချင်ဘူးအကုန်လုံး
လုံးပပလေးတွေပဲထည့်ထားတယ်ပြီးတော့နှခမ်းနီလေးစိုးမယ်နှခမ်းနီလည်းအဲ့လိုနည်းနည်းဖြော့လေးတွေကဆိုပြီးတော့အမခုနောက်ပိုင်းmatte ဖြစ်တာတွေကိုအရင်ကြီးမကြိုက်တော့ဘူးနည်းနည်း glossy လေးနည်းနည်းပါတဲ့နှခမ်းနီလေးတွေဆိုဖြစ်တယ်ဒါကတော့အားလုံးလိမ့်ပြီးသွားတဲ့ final result လေးပေါ့နော်အားလုံးလည်းအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အဆင်မပြေတာလေးရှိရင်လည်းအမကိုခဏလောက်သိခံပြီးနားလည်ပြီးကြည့်ပေးကြပါဦးနော်